Payment အောင်မြင်မှုချမ်းသာဒုက္ခနဲ့ကနာဥစ္စာ Dennis Whiteley နဲ့ Randy Elwood တို့ဥဒရေးထားသည့် The Joint of Working 30-day System to Success with Happiness on the Job အမည်ရှိကျမ်းကိုကြည့်လျော်အောင်ပြန်ဆိုပြုစုရေးသားသည်အမှားစာလောက၌အောင်မြင်ကြည်ပွားဖို့ဆိုသည်မှာလွယ်ကူသောအလုပ်မဟုတ်ဖြလန်းနေကလေးတစ်ခုနှစ်ခုတည်ယုံနှင့်ဖြစ်နိုင်တဲ့ကိစ္စမျိုးမဟုတ်ထို့သောဖြစ်နိုင်ပါကတလောကလုံးအောင်မြင်ကြည်ပွားသူတွေကြီးဖြစ်နေအောင်တကယ်အောင်မြင်ကြည်ပွားလို့သူသည်နီလန်းကိုလည်းတည်ရမည်တည်နီလန်းအတိုင်းလည်းတကယ်ကြိုးစားရမည်ယခုစာအုပ်ထဲတွင်အောင်မြင်ကြည်ပွားလို့သူတို့သတိပြုရန်မှတ်သားရန်လက်တွေ့ကျင့်ဆောင်ရန်နီလန်းနှင့်ကျင့်စဉ်ပေါင်းများစွာကိုရေးသားဖော်ပြထားပါသည်ဒီစာအုပ်၌မှတ်သားစရာတွေအလွန်များသည့်ဖြစ်ရာအစအဆုံးတစ်ခေါက်ဖတ်ရုံဖြစ်ကစာအုပ်ထဲရှိနီလန်းအစုံကိုသိရှိမှတ်သားမိရန်မလွယ်ပါတပံဒီစာအုပ်သည်ဖတ်ရုံတသက်ဖြစ်အတိတ်ပဲမရှိတကယ်အသုံးပြုကြည့်မှသာအကျိုးရှိမည်စာအုပ်တော်လည်းဖြစ်ပါသည်ထို့ကြောင့်ဒီစာအုပ်သည်အကြိမ်ကြိမ်အထက်ထက်ဖတ်နေရမည့်စာအုပ်မျိုးမကြာခဏပြန်လည်ညှိနှိုင်းကြည့်ရှုရမည့်စာအုပ်မျိုးမိမိနှင့်လက်ငင်းဓာတ်ရိုက်ပတ်သက်နေသည့်အခန်းများလောလောဆယ်မိမိအစစိတ်ဝင်စားဆုံးကဏ္ဍများမှစတင်ကမှတ်စုထုတ်ခြင်းအလုံးလန်းညုံဘဝလန်းညုံအဖြစ်လက်တွေ့အသုံးဆွဲခြင်းများပြုလုပ်ရင်းတဖြည်းဖြည်းတအုပ်လုံးကြည်ညက်အောင်ဝါမျိုးစားသုံးရမည့်စာအုပ်မျိုးဖြစ်သည်ဟုဆိုခြင်းပါသည်တပံဤစာအုပ်သည်အောင်မြင်ရေးကြီးပွားရေးဆိုင်ရာနည်းလမ်းများကိုသာပေးသည့်တက်ကြံတတ်မဟုတ်လောက၌အဘယ်ကြောင့်ကြီးပွားအောင်မြင်အောင်ကြံဆောင်သင့်သည်တကယ်စစ်မှန်သောအောင်မြင်မှုဟူသည်အဘယ်အရာများကိုဆိုသည်မိမိဘဝကိုညီတို့အတိတ်ပဲရှိစွာနေတိုင်းသင့်သည်စသည့်လောကနှင့်လူဘဝဆိုင်ရာအတွေးမြင်များကိုဖော်ထုတ်တင်ပြထားသည့်တွေးခေါ်ကြံစာတအုပ်လည်းဖြစ်သည်ဤစာအုပ်ကိုပြုစုရ၌မိမိကိုယ်ကိုလေးစားခြင်းသည်အောင်မြင်မှု၏အခြေခံအုံမြင့်ဖြစ်သည်ဟူသောအချက်တွင်စတင်အခြေတည်ကမိမိကိုယ်ကိုအားကိုးယုံကြည်စိတ်ကိုတိုးပွားအောင်လေ့ကျင့်ပြုထောင်ခြင်းမိမိဘဝတည်မှန်ချက်ပန်းတိုင်ချမှတ်ခြင်းပန်းတိုင်သို့ချီတက်ရာလမ်းကြောင်းနှင့်လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်းယာယီဦးစားပေးလုပ်ငန်းတဲ့ရေရှည်ဗราဏလုပ်ငန်းများခွဲခြားသတ်မှတ်လှုပ်ဆောင်ခြင်းစသည့်အောင်မြင်မှုပန်းတိုင်သို့တက်လှမ်းရာလေကားသည့်အစဉ်စဉ်တို့ကိုစနစ်တကျဖော်ပြထားပြီးဒီကုန်းချုပ်အနေဖြင့်လူဘဝ၏အမြင့်ဆုံးဆုလက်ဖြစ်သောချမ်းသာဒုက္ခဟူသည်ကိုမြည်တို့ခံယူသင့်ပုံမြည်တို့ခံစားသင့်ပုံများသုံးသပ်လမ်းညွှန်ပေးထားပါသည်ဤစာအုပ်သည်စာဖတ်သူအားတခဏမျှတွေးကြွရုံမြောက်ပင်ပေးရန်ရည်ရွယ်သည့်စာအုပ်မျိုးမဟုတ်ပေတကယ်အောင်မြင်ကြည်ဝါလိုသူတကယ်အောင်မြင်ကြည်ဝါအောင်လှုပ်ဆောင်လိုသူတကယ်စစ်မှန်၍ရေရှည်တည်တံ့သောဘဝဒုက္ခကိုခံစားလိုသူတို့အတွက်အကြံပေးလမ်းပြမိလက်ဆွဲကြံတော်တာဖြစ်သည်ထို့ကြောင့်မိတ်ဆွေသည်တကယ်ရည်မှန်းချက်ရှိသူတကယ်လုပ်ရန်ထက်သန်နေသူဖြစ်မှသာဒီစာအုပ်ကိုဖတ်ပါဟုပြောလိုပါသည်ဖတ်မည်ဆိုကတစ်ကြိမ်နှင့်မတင်းတိမ်ပါနှင့်အကြိမ်ကြိမ်ဖတ်ပါစဉ်းစားပါဝေဖန်ပါသုံးသပ်မှတ်တာထို့နောက်ဤစာအုပ်ကပေးသည့်အတိတရားများဤလမ်းများကိုလက်တွေ့ဘဝ၌အထီရောက်ဆုံးသုံးချပါဟု၍လေးနဲ့တိုက်တွန်းလိုပါသည်ထူးခြားပြောင်မြောက်သည့်ဘဝတစ်ခုတည်ဆောက်နိုင်ပါစေ